တော့ရှိတာပေါ့ဗျာအမေရိကန်အလကားရရင်တော့ယူမှာပေါ့ဟုတ်တယ်မလားရောက်မလို့ကျွန်တော်အနေနဲ့ဒီဂျိုးဆက်ယွန်းသွားတဲ့ကိစ္စမှာတိတာတဲ့ပြောင်းလဲမှုတွေဖြစ်လာမှာမဟုတ်ဘူးညောအခုသွားတဲ့ပုံဆိုရင်ဗျာတန်းချင်နဲ့တွေ့မယ်လို့တော့မပါဘူးအစလာတွေက NDF နဲ့တွေ့မယ်ဆို NDF ကဗမာနိုင်ငံဗမာဆုံးဖြတ်ပေးနိုင်တာမဟုတ်ဘူးဒေါ်စုကပေးနိုင်တာဒေါ်စုနဲ့တွေ့မယ်စသဖြင့်ပေါ့ဗျာတိုက်ခံနေနဲ့သူအချက်လက်ရှာတဲ့အဆင့်လောက်ပဲရှိအောင်မယ်လို့ကျွန်တော်မြင်တယ်အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းကတော့အမေရိကန်ဟာသူ့ရဲ့အကျိုးစီးပွားဗမာပြည်ပေါ်မှာမရှိဘူးဆိုတဲ့အကြောင်းဖြစ်တယ်လို့ကျွန်တော်အဲ့ဒါကိုကျွန်တော်ကတော့ခုနကကိုစားကြီးနဲ့ကွဲလွဲမယ်လို့ကျွန်တော်မြင်တယ်အဲ့ဒီပေါ့ဒီသုံးသက်ကြတဲ့ဆိုတဲ့နေရာမှာလဲဟိုဗမာနိုင်ငံရင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ပညာရှင်တွေတော်တော်များများသုံးသက်ကြပါတယ်ကျွန်တော်တို့ကပညာရှင်ကြီးတွေတကယ်စိတ်လိုက်မှတ်တဲ့တစ်သက်လုံးအဲ့လိုပဲလိုက်စားလာတဲ့လူတွေအပေါ်မှာကျွန်တော်တို့ကလေးစားရမှာပဲတန်ဖိုးထားရမှာပဲသူတို့အချက်လက်တွေကကျွန်တော်တို့အများကြီးအဖို့တန်တယ်ဗျဒါပေမဲ့ဗမာနိုင်ငံရင်းနဲ့ပတ်သက်လာလို့ရှိရင်တော့ဗမာနိုင်ငံရင်းကလာပညာရှင်ကိုမွေးထုတ်နိုင်တယ်ပညာရှင်တွေကဗမာနိုင်ငံကြီးကိုမွေးထုတ်လို့မရဘူးဗျအဲ့လိုပေါ့နိုင်ငံကြီးကိုကျွန်တော်တို့ပညာရှင်တွေရဲ့ဟိုတချို့လေးသန်းအမျိုးမျိုးနဲ့ပြောဆိုမှုတွေဟာတစ်ခါတစ်ခါမှကျွန်တော်တို့ရှိရင်စဉ်းစားဖို့တွေကိုတချို့အရာတွေဟိုတော်တော်များများလို့လွဲကုန်တယ်လွဲကုန်တာတွေအများကြီးရှိတယ်အဲဆိုတော့သူတို့တွေကရက်တိမှုအရာကြပြန်တော့လဲဟိုဗမာပြည်ရဲ့အခြေအနေကိုတိတိကျကျဂဂနနာမသိဘူးဗျအခြေခံအဲ့ဒါကအဓိကပြဿနာပဲဘို့ဖြတ်တန်းမှုတွေပြည်သူလူထုတွေရဲ့အခြေခံကိုမသိဘဲနဲ့စဉ်းစားသုံးသပ်တဲ့အခါမှာသူကလိထားဖို့လိုတော့အဲ့ဒီအချက်လက်တွေကနည်းနည်းတော့အတိမ်ဆောင်နေရှိလာတာပဲဗျအဲ့ဒါပဲတခုကလည်းအဲ့လိုပေါ့ဗျာကျွန်တော်ပြောမယ်ဆိုရင်တော့ခုနကနိုင်ငံရေးသမားတွေကလည်းနိုင်ငံရေးပြဿနာကိုတုံ့တက်တယ်ပညာရှင်တွေကလည်းတုံ့တက်တယ်သတင်းတောက်တွေကလည်းတုံ့တက်တာပဲလေတုံ့တက်တဲ့ခါမှာနိုင်ငံရေးသမားတွေဘက်ကကျတော့ responsible ရှိတယ်ဗျစစ်ကြီးတပွဲဖြစ်တယ်ပေါ့ဗျာနိုင်မလားရှုံးမလားတုံ့တက်တယ်ရွေးကောက်ပွဲလုပ်တယ်နိုင်မလားရှုံးမလားအဲ့ဒီပုံမှာသူက responsible ရှိတာအဲ့ဒါဘာလို့ဆိုအဲ့ဒီ responsible ကသူပေးစားရမယ်အသက်တွေပါမယ်တန် value တွေပါလားတန်ဖိုးတွေပါပညာရှင်တွေမှာလည်းခုနကတကယ်တချို့ကျွန်တော်တို့ထဲထဲဝင်ဝင်ကဘာကျော်ပညာရှင်တွေရှိပါတယ်ဥမာဂီကန်လို့လူမျိုးတွေပေါ့1948လောက်မှာသမရအမေရိကန်သမရမေးတယ်ရူစပယ်လာမသိကျွန်တော်မမှတ်မိထားပါတော့သူကမေးတယ်ရုရှားဘလော့ပြုတ်တယ်နိုင်ငံရေးသမားသိကြတယ်မေးကုန်ပညာရှင်လို့ဟိုလိုဒီလိုသုံးသပ်လို့မရဘူးသူကနိုင်ငံဘလော့ပြုတ်တယ်သူပြောနှစ်50မှာပြုတ်ဒီဘက်ကသူလည်းနိုင်ငံရေးသမားသူသုံးသပ်ပြရအဲ့လိုမျိုးပဲကွက်တီတက်တီမှန်အောင်ကျွန်တော်တို့သုံးသပ်ရတဲ့သဘောတွေရှိလာအဲ့တော့ဒီနေ့ဗမာနိုင်ငံရေးအမေရိကန်ဗမာပေါ်မှာဘယ်လိုသဘောထားလဲဆိုတာလေတခွန်းနဲ့ပြောမယ်ဗျစိတ်ဝင်စားမှုရှိဘူးအဲ့ဒါယူသွားပြီးတော့ balance of power တရုတ်နဲ့အမေရိကန်အဲ့လိုရှောက်တော့နေအခုမှားကုန်နေမှာကြီးပဲလို့ပြောတယ်အခုအခြေခံအကြပြောတော့ဗျာနိုင်ငံရေး policy တိုင်းကကျွန်တော်တို့သူ့နိုင်ငံရဲ့အကျိုးစီးပွားနဲ့မကင်းဘူးစဉ်းစားရတာအဲ့တော့သူလည်းစဉ်းစားတဲ့အထက်မှာသူ့နိုင်ငံရဲ့အကျိုးစီးပွားပေါ်မှာစဉ်းစားတော့သူ့နိုင်ငံရဲ့အခြေအနေကဗမာပြည်လောက်ကိုထည့်ပြီးတော့ရေးကြီးခွင်ကျဲနဲ့တွားနေရတဲ့နိုင်ငံရေး policy မဟုတ်ဘူးဗျဟုတ်တာပါအဲ့ဒီတော့ကျွန်တော် तू ကဘာလို့စဉ်းစားမလဲဆိုသူ့ရဲ့ဂုဏ်သိက္ခာနဲ့သူ့ရဲ့အင်အားကြီးမားတဲ့ဩဇာကြီးကိုပြန့်ဖို့အတွက်လောက်ပဲ तू ကရက်တည်နေတာ moral issue လောက်ထားတော့နေပဲ तू ကတခုလည်းရှိတယ်ဗျာတခုဆိုတာအမေရိကန်တွေရဲ့အကြောင်းလည်းသိဖို့တော့အမေရိကန်တွေက drama ကြိုက်တယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ဥမာဒေါအောင်ဆန်းစုကြည်ဆိုတော့အမေရိကန်တွေကဖားလေကြတော့ဗမာပြည်ထက်တောင်ဒေါ်စုနာမည်ကပို့ပြီးသိကြတယ်လေဆိုတော့ဘာလို့လဲဆိုတော့ဒေါအောင်ဆန်းစုကြည် beautiful လှပါတယ် talent ဖြစ်တယ်ပညာ wise ပေါ့ပညာတတ်တယ်နောက်သူ့ရဲ့ဇက်ဘဝဇက်လန်အလွန်မှစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒါ hero ကြီးပေါ့တိုင်းပြည်သူရဲကောင်းကြီးရဲ့သမီးအဲ့တော့သူတို့က Princess Fiona တို့fairy tale တွေကမင်းသမီးတွေဖြစ်နေတာအဲ့ဒါကသူတို့ကဒေါ်စုနဲ့ပတ်သက်လို့ကသူတို့အစိတ်ဝင်စားဆုံးဇက်လန်ကြီးအဲ့ဒါကကျွန်တော်တို့ကကန်ကောင်းနေတဲ့အချက်ကြီးဒါတော့စိတ်ဝင်စားစရာကြီးကိုဒေါ်စုကဖန်တီးပေးထားတဲ့တိုင်းပြည်အတွက်ဆိုတော့အဲ့ဒီအဆင့်တက်တော့မကြော်လာသေးဘူးဖြစ်တယ် policy ကစီးရတိုက်ကိုတိုက်ရမယ်လို့ဝင်လာတယ်ဟဲ့လားဒါမှမဟုတ်ရင်လည်း pressure 3ကို3ရတော့မယ်ဆိုတော့ issue မျိုးဟိုအဲ့ဒါမျိုးတွေဝင်လာတယ်အဲ့ဒီအနေထားမျိုးမရောက်သေးဘူးကျွန်တော်မြင်ဥပမာတရုတ်နဲ့ပဲတချို့ကခါကျတော့ balance လောက်ကြတာရှိတယ်ဟုတ်တယ်ကျွန်တော်လက်ခံတယ် regional က balance of power ရှိနေဒါပေမဲ့ဗမာကိစ္စမှာတရုတ်ကိုနင်လားငါလားအမေရိကန်ထိတ်တိုက်ရင်ဆိုင်လောက်အောင်လဲအမေရိကန်မှာမရှိဘူးတရုတ်မှာလည်းမရှိကြဘူးတရုတ်မှာတော့ရှိကောင်းရှိတယ်တရုတ်ကတော့ဒီဟာကြီးကိုအလွတ်မခံနိုင်ဘူးအမေရိကန်ကသူအချိန်ကြီးသူဝင်လို့ရမယ်လို့ကျွန်တော်တော့ယူဆတာတကြောင်နောက်တစ်ခုကသူခုနကပြောသလိုပဲ interest ကြီးမရှိသေးဘူးမရှိသေးတဲ့ခါကျတော့သူက ignore လုပ်တာဥပမာတိုင်ဝမ်လိုကိစ္စမျိုးလုံးဝသူက sensitive ဖြစ်မှာခံလုံးဝမလျှော့ဘူးစစ်စခန်းတစ်ခုအခုမြောက်ကိုရီးယားကိစ္စကိုရီးယားတောင်ကိုရီးယားလင်းမြန်ကြီးလွတ်လိုက်တယ်တင်မောကြီးလွတ်လိုက်တယ်စသည်ဖြင့်တစ်ခုအရေးယူတယ်လေသူတို့အတွက်အရေးကြီးရင်သူတို့တကယ်အရေးကြီးတယ်ဗမာပြည်ချင်းနေနဲ့ကြတော့သူဘာစဉ်းစားလဲဆိုရင်စဉ်းစားလို့ရသလောက်အတိုင်းတာအတွင်းကနေပြီးတော့ပဲဂုံတိခါရှိရှိတချို့ဟာတွေမှာရက်တည်တယ်
ဆိုတော့တကယ်လက်တွေ့ပိုင်းဆိုင်ရာမှာကျွန်တော်တို့ထဲထဲဝင်ဝင်နေတဲ့ရက်တီတခုမှမတွေ့ဘူးအဲ့တော့ဆုံးဖြတ်ချက်အမှတ်တရတို့1000တို့ပေါ့ဗျာဒါတွေအဲ့လိုပေါ့ paper work တွေပေါ့ဗျာဒါတွေကတော့အများကြီးကြော်အောင်ကျွန်တော်တို့ဘလောက် campaign လုပ်နိုင်မလဲအခုပြလွတ်တယ်ဗျာအမေရိကန်နိုင်ငံသားရေးဝန်ကြီးပေါ့နော်ဒီ region အတွက် Pacific data အတွက်ဒီJoseph Rung ရုံကိုလွှတ်လိုက်တာလားလွှတ်လိုက်တဲ့ခါကျတော့တကယ်က American foreign policy မှာပါဝါရှိဆုံး White House ပဲအိမ်ပြီးတော့ပဲအဲ့တော့ Obama နဲ့ဒီဟာလက်ထက်မှာ policy ကဗမာပြည်မှာထားတာမပြောင်းသေးဘူးတူတူပဲကျွန်တော်မြင်တာဘာမှမပြောင်း concept ပြအနှစ်သာရရsanction လုပ်ထားတဲ့ဟာနော်သူတို့ diplomatic pressure တွေပြီးထားတယ်လုံးဝမရဘူးအဲ့တော့ Obama လက်ထက်မှာကျတော့ကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့ဟို George Bush လက်ထက်မှာသူကနှုတ်နဲ့တိုက်ခိုက်တာတွေထီကိုရှိတယ်ပြင်းပြင်းထန်တယ် Obama ရဲ့ strategy ကျတော့နှုတ်နဲ့တိုက်ခိုက်တာမျိုးမဟုတ်ဘူးလေတံပြောင်းသွားတဲ့အဆင့်ပဲရှိတယ်အဲ့တော့ဥမာ sanction ကိုသူလုံးဝမရုပ်တာနော်အခုဘာမှမပြောင်းလဲပါဘူးနောက်ကြားထဲမှာစစ်ကြဆွဲကောင်းနေဖြစ်နေတော့တရားစွဲမယ်ဆိုရင်လေတံပြစ်ထားလိုက်ဒီတရုတ်နဲ့ပတ်သက်လို့လည်းဒီပထဝီနိုင်ငံရေးအရသတိထားနေတာကလွယ်ပြီးတော့ဗမာပြည်ပေါ်မှာသူတို့အရေးတကြီးသဘောမထားပါဘူးဟုတ်ပါတယ်အရေးတကြီးသဘောမထားတဲ့အတွက်ကိုပဲဗမာပြည်နဲ့ပတ်သက်ရင်သူကလူအခွင့်အရေးကိစ္စလောက်ကိုပဲသူတို့အဓိကထားပြောနေတာလीဒါပေမဲ့တကယ်ဗမာပြည်တွေကလူတွေကိုရက်တီပေးခြင်းပဲဆိုရင်ဗမာပြည်ကအနှစ်20ကျော်ပြီလားစဉ်းစားစရာကောင်းတဲ့နိုင်ငံတွေထဲမှာထိတ်ဆုံးမှရောက်နေတာအချိန်ချင်းပဲဆိုတော့အဲ့ဒီဟာအပေါ်မှာသူတို့ရဲ့အကျိုးစီးပွားတက်ရိုက်မဟုတ်တဲ့အခါကျတော့သူတို့ရဲ့စဉ်းစားမှုကလည်းအဲ့လိုတက်ရိုက်မဖြစ်လာဘူးအဲ့ဒါလေးကအမှတ်တရစကားလေးတစ်ခုပေါ့ဗျာဥပမာကျွန်တော်တို့အန်တီစင်တာရှိတယ်အသေးဝါစကွယ်လွန်သွားတဲ့ဦးရထွန်းရဲ့အမပေါ့နော်ကျွန်တော်ဝါရှင်တန် DC မှာဘုန်းကြီးတွေ2009ထွက်လာတော့ George Bush နဲ့သူသွားတွေ့ပြီးတယ်သူကဘာသာပြန်ပြီးတယ်အဲ့မှာ Bush ကဘာပြောသွားလဲဆိုတော့ငါရွေးတာမှားသွားတယ်တဲ့လော်ရာအကြံပေးတဲ့အတိုင်းဗမာကိုရွေးလိုက်ရင်သိကောင်းပါတဲ့ဆိုတော့အဲ့လိုပြောအဲ့ဒါအဓိပ္ပာယ်ပါလဲဆိုတော့အမေရိကန်သမ္မတတွေပဲပါပါဘူးဗျ White House နော်အဲ့ပါသူတို့လှုပ်ချင်တဲ့ဟာကိုသူရဲ့ administration ကရောပါတီကရောပြင်ပေးရတာပဲဒါ American foreign policy အဲ့ဒါကိုသိဖို့လိုတယ်ကျွန်တော်တို့က White House ကိုထိုးပေါက်နိုင်တယ်သမ္မတကိုထိုးပေါက်နိုင်တယ်အဲ့ဒါကျွန်တော်တို့ policy ဖြစ်နေကြတယ်ဒါ American မှာခြားနိုင်ငံနဲ့မတူတာအဲ့ဒါတစ်ချက်ထူးခြားနေတယ်အဲ့တော့အဲ့ဒီကာလမှာသမ္မတရဲ့သူကခေါင်းထဲဝင်နေတဲ့ဟာခုနက Middle East ဖြစ်နေလေကျွန်တော်တို့ဒီအဲ့ဒါဘာဖြစ်လို့လဲသူ့ကိုမောင်းနေတာလောင်စာပဲ American foreign policy သူဝင်ရင်တော့ဗျာအီရတ်ကိုသူရအောင်ဝင်သွားတာပဲတိုက်သွားတာပဲအဲ့တော့ဝင်ပြီးမနိုင်တော့လဲရအောင်ရှင်းနေရတာထွက်သွားတာသူဝင်ရင်မဝင်ရင်သူနိုင်ရင်မနိုင်ရင်ကွာသူတို့စဉ်းစားပုံကွာကျွန်တော်တို့ပုံမှန်ပြီးမှအဲ့လိုမစဉ်းစားလို့ကျွန်တော်တို့ဒီလိုဖြစ်နေတာဟုတ်ပါတော့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကညီကုန်းချုပ်ပြောချင်တာတော့လေကျွန်တော်အနှစ်ချုပ်နေကျွန်တော်ပြောချင်တာတော့သုံးသပ်ချက်မမှားဘူးအဲ့လိုသုံးသပ်ချက်ကအမေရိကန်မဟုတ်ဘူးမိုင်းမထားတဲ့သဘောလား issue တိုင်းမှာကျွန်တော်တို့ conclusion ဟာလားကောက်ချက်ချတာမမှားဘူးမှန်ကန်ကန်ပညာရှင်တွေကိုကျွန်တော်တို့လေးစားရမှာပေါ့ဗျာဒါပေမဲ့ပညာရှင်တွေကလည်းအဲ့လိုဗမာပြည်နဲ့ဝေးစဉ်းစားလို့တော့မရဘူးဆွေဝေးနောက်ပြီးတော့သူကလက်သေးချီသေးတော့ဗမာပြည်မှာမပုံးမဲနဲ့သူတို့ဒီအုံနောက်ကြီးတွေကိုဘယ်လိုသုံးမလဲဗျာအဲ့ဒီပြဿနာရှိတာပေါ့နော်ဗမာပြည်ကလူတွေဒေါ်အောင်ဆန်းစုကြည်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ရခြင်းရဲ့အကြောင်းထဲမှာဟိုဗိုလ်ချုပ်အောင်ဆန်းရဲ့တမီးဖြစ်ရုံနဲ့မကောက်ဘူးသူ့ရဲ့32ခေါ်တာလုံးကိုသူဗမာပြည်အတွက်ရင်းနှီးမြှုပ်နှံလိုက်ရတာပဲအဲ့ဆိုအဲ့ဒီမှာဒေါ်အောင်ဆန်းစုကြည်ကထိတ်ထိတ်တန်တန်ဖြစ်သွားတာပဲဗျာဟုတ်ပါဟုတ်ပါတော့လာတော့ကြစို့ဗျာအဲ့ပေါ့အဲ့ဒါကဲကျွန်တော်လည်းနေပူပြီးက